တရားဝင်ဓာတ်ခွဲခန်းသိပ္ပံပညာရှင်မတွေကကျော်ကြီးကအစွမ်းထက်သော franchise မှာနံပါတ်19လှုပ်ဆောင်နိုင်စွမ်းဆုံးရှုံးနေတာကိုတွေ့ရှိခဲ့ကြတယ်။အရှိကအကောင်ကအသုံးမဝင်တော့ဘူးဆိုပြီးဆုံးဖြတ်လိုက်ကြတယ်။သိပ္ပံပညာရှင်တွေကအကောင်ကြီးကိုစွန့်ပစ်လိုက်တဲ့ထိုအချိန်မှာတခြားတစ်ဖက်မှာတော့မူဆိုးအဖွဲ့တစ်ဖွဲ့ကသူတို့ကိုကာကွယ်ရန်လက်မှတ်ထိုးပေးတော်လဲပြန်မလာရန်တားမြစ်ထားသည့်နတ်ဆိုးနယ်မြေတို့ပို့ဆောင်ခြင်းဖြင့်စွန့်ပစ်ခဲ့ကြသည်။နယ်မြေအတွင်းတွင်မရေမတွက်နိုင်သောမိစ္ဆာတွေကတိုက်ခိုက်နေကြတယ်။သူတို့ကမစ်ရှင်ပြီးဆုံးပြီးတကားပိတ်သွားသောအခါမူဆိုးများအသက်ရှင်ကျန်ရစ်စေရန်တေချာသွားတယ်။မူဆိုးတွေကအစီအစဉ်အတိုင်းသူ့ကိုစွန့်ပစ်ခဲ့ကြသည်သူခန္ဓာကိုယ်တွင်အမိတ်များမကြံတော့ပဲလူသားအစမ်းသက်ခံနံပါတ်19ဦး၏မှတ်ဉာဏ်များပြန်လည်ပေါ်လာခဲ့တယ်မခါမိဘမဲ့ကလေးတဦးဖြစ်ပြီးပြန်ပေးဆွဲခံရပြီးမိစ္ဆာဆဲ900ကျော်ထိုးသွင်းခံရပြီးနောက်အကောင်ကြီးဖြစ်ကိုပြောင်းလဲသွားခဲ့တယ်သူ့အသက်ပျောက်ကွယ်သွားသည်နှင့်အမျှသူ၏ဦးတိုင်သည်ကြီးမားသောပောက်ကွဲမှုတစ်ခုထွက်ပေါ်လာပြီးအံ့အားသင့်ဖွယ်လှည့်ကွက်တစ်ခုတွင်ကြော်ကြီးခေါ်နံပါတ်19သည်ပြန်လည်မွေးဖွားလာခဲ့သည်မိစ္ဆာအဖြစ်မဟုတ်ပဲသူ၏မူလလူသားအဖြစ်ကြော်ကြီးကသူ့ပေါ်ဖြစ်ပျက်ခဲ့သည်များကိုစီမံဆောင်ရွက်ရန်စူးစမ်းရင်းအံ့အားသင့်ခဲ့ရသည်သူ့အတွင်းရှိမိစ္ဆာဆဲများသည်တက်ကြွနေစေဖြစ်ကြောင်းသူသဘောပေါက်လာခဲ့ပြီးဒါကပုံမှန်လူသားတဦးမဟုတ်ကြောင်းဆိုလိုတာပဲဖြစ်တယ်သူခန္ဓာကိုယ်ပေါ်ကပြောင်းလဲမှုတွေအပြင်သူလက်ကောက်ဝတ်ကစမ်းသပ်မှုနံပါတ်လည်းပျောက်သွားပြီဆိုတာသူသဘောပေါက်သွားတယ်မခါကသူပြန်သက်ရှင်နိုင်ခဲ့တယ်လို့ယုံကြည်တယ်သူခန္ဓာကိုယ်ထဲမှာနေထိုင်တဲ့မီးမျိုးစားဘီလူးတွေရဲ့စွမ်းရည်ကြောင့်ပဲဦးတိုင်းမပျက်စီးရင်တတဝါဟာ3ချိန်ထိရှင်သန်နိုင်တယ်ဒါပေမဲ့ဖိနစ်ကလူသားဆဲတွေနဲ့မပေါင်းဆက်ဘူးဆိုတဲ့ဆိုရိုးစကားတစ်ခုရှိပြီးသူ့ရဲ့ကိုယ်ပိုင်ကိစ္စကထူးခြားတယ်လို့ကောက်ချက်ချတဲ့ကြော်ကြီးကိုတက်ခွဲခန်းကသူ့ကိုကျိုးနဲ့ချီနှောင်ထားခဲ့တာတွေအလုံးလုံးဝပျောက်ကွယ်သွားပြီးသူကနံပါတ်19အစမ်းသက်ခံဘဝအဖြစ်ကပြီးဆုံးသွားပြီဆိုတာသဘောပေါက်လာတယ်သူကတာမန်လူသားတစ်ယောက်အနေနဲ့နေထိုင်တော့မှာပါ